အခုတော့နှစ်တွေကြာပြီအပြေးလေမငယ်ကြိုးစားရုံကမပြောပါဘူးမိသစိမ်းတို့ရဲ့ကဘာမှာမိဘနှစ်ပါးရှိလာမည်ဓမ္မပြည်ဘူးလေလို့နေအရင်ကြီးဆောင်တော့ကိုနိုင်ငံကိုပြန်လာတော့မယ်မိဘနှစ်ပါးကိုကျေးဇူးဆက်မယ်ဓမ္မပြည်ရင်တရားရှင်းနေတဲ့ညီပြန်ခဲ့မေအဖေလက်သားတွင်မငုံနေတော့လေမြတ်တာအနန္တကောင်းတဲ့ငါကြီးပမာဖေးလေးမေကိုတီးပွဲတင်စားလေဓာတ်ဝင်မှာစာတီနေဘယ်ရနဲ့မှနိုင်ရှိမရအောင်အဖေမီရဲ့ခါရမြတ်တာရတွေ့တဲ့တိုင်းမှာနေလေကျွန်တော်တိုင်းတစ်ပါးကပြန်ခဲ့ပါမယ်အမေတလားကလာလေးအသုံးဆွေရမဆိုင်ရမတောင်းရကျွန်တော်စုကားရဲ့အဖေကိုအမြဲကျွန်တော်ကတော့တင်ပါသည်အဖေနာကိုလာခဲ့ရင်ဒီအပြုံးနေတာကိုကြုံနေပါမ